2026 ခုနှစ်ဧပြီလ 23 ရက်နေ့မှာရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရေးသတင်းကောင်းစင်များအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တပ်မ44အခြေစိုက်ထားတဲ့4ကီစခန်းကုန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဧပြီလ12ရက်မနက်8နာရီမှာအပိသက်သိမ်းပိုက်ခဲ့ပြီးတော့တပ်ရင်းမှုအပါအဝင်စကားစားတပ်ဖွဲ့ဝင်တွေအရှင်မိတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့နီးပြူဟာ30ခုကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကပုံနာကျွန်းပေါတောနဲ့ရသိတောင်နယ်စပ်တွေမှာနေရာယူထားကြတဲ့အာရခတပ်တော် AA တပ်ဖွဲ့ဝင်တွေကစစ်တွေမြို့ပေါ်မှာရှိတဲ့အမှတ်7ရဲတပ်ရင်းနဲ့အမှတ်36ရဲတပ်ရင်းတွေကိုလက်နက်ကြီးဟောင်ဝင်စာအမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စစ်တွေစီရေးသတင်းရင်းမြစ်ကသိရပါတယ်။ပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာရှိတဲ့ကြေးရွာ600ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့နေစဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်နေအများအပြားမီးလောင်ပြကြပြီးတော့ထောင်နဲ့ချီတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံပြည်သူတွေစီကသိရပါတယ်။ကရင်ပြည်နယ်မြောက်ဝတီကော့ကရိတ်အာရှလမ်းမကြီးကိုစစ်တပ်ကပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ကုန်စည်တွေကိုတည်ယူခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားပြီးတော့ကုန်စည်တည်ယူမှုတွေကိုစီမံချက်နဲ့ဖမ်းဆီးနေတယ်လို့ထိုင်းမြန်မာနယ်စပ်ကုန်သည်တွေကတဆင့်သိရပါတယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့နေစဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်ကြေးရွာ73ရွာကထောင်ထဲချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့ပေါ်မှာရှိတဲ့လူနေရပ်ကွက်တွေကိုစစ်ကော်မရှင်ကလေကြောင်းနဲ့အပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရရှိပြီးတော့လူနေအိမ်နဲ့အဆောက်အအုံ30ခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်54ရပ်ကွက်မှာလူမနေတိုင်းတော့တဲ့မြေကွက်လက်တွေကိုရပ်ကွက်အုပ်ချုပ်ရေးမှုတရားမျိုးနိုင်တို့အဖွဲ့ကမြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနအိုးအိမ်တို့နဲ့ပူးပေါင်းပြီးတော့အကွက်ရက်ရောင်းစားနေတယ်လို့ဒေသခံပြည်သူတွေထံကသတင်းရရှိပါတယ်။ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ချင်းညီနောင်အဖွဲ့တွေတင်ထားတဲ့မင်းတပ်မြို့ကိုစစ်တပ်ကဧပြီ17ရက်ည17နာရီခွဲမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့နေအလုံး20နဲ့ကားလေးစီးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကသိရပါတယ်။စကိုင်းတိုင်းရင်းမာပင်ခရိုင်စားလင်းကြီးမြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးနေပြီးဒေသခံတွေကိုထွက်မပြေးဖို့နဲ့အလှူနဲ့မင်္ဂလာဆောင်တွေကိုပဲပုံမှန်အတိုင်းလှုပ်ဆောင်ကြဖို့လိုက်လံပြောဆိုစည်းရုံးနေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။ UWSA ထိန်းချုပ်ထားတဲ့ပန်ဆန်းမှာတရုတ်နိုင်ငံကအလိုရှိနေတဲ့ကြားဖြတ်ငွေလင်ကိုင်းကောင်းဆောင်အပါအဝင်29ဦးကိုတရုတ်နိုင်ငံဘက်လွှဲပြောင်းလိုက်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကသိရှိရပါတယ်။